ကမွေးမိသားစုပို့လိုက်တဲ့စာဖြစ်ဒါလည်းစာဖြစ်ပါလေဆိုတော့ဒီရသေးချာအကြောင်းမဖက်ရဲ့ဒီမဖက်ကစားလို့ရတယ်လို့ပြောတာပဲဟိုကစားမစားရတယ်ဘုဖက်ကစားလို့ရပါဒါပေမဲ့ဟိုဒါရဲ့ဟိုပါညာကိုစကောစားလို့ရတယ်မင်းခွာတော့စားကြအောင်ဒီပါလားဒါလေးကပါလေးလေမော်နီဘောနော်ဆက်ဆက်ဘာလဲလူကိုင်းတဲ့ချိန်မှာစက်ပေါင်ဆိုတာသိလိုက်ပါဒီလိုလေးတင်းတင်းဆိုကိုင်းမြင့်ချိန်မှာစက်ပေါင်မှာစက်ပေါင်မှာပေါင်ဆိုဒါနဲ့လူတွဲစားရတာပေါ့နော်ဒါအချင်းချင်းဟလားစားပြရတယ်ဒါမှစားလို့ရတယ်ဟုတ်တယ်ဆော့ပြီးမှထည့်ပြီးဒါဟိုဝါဦးလာဟိုလူမျိုးမဖက်လာမပြီးမိချလိုက်ဆိုဒါလေးနဲ့တို့စားတာပေါ့နော်ဟုတ်တယ်ဒီမှာစားတာတို့တခါလာတော့စားဘူးလေစားပြရတဲ့စားမစားဘူးလေဟုတ်ပါဟုတ်ခက်ရဲ့ပြီးခွာတီးလေးရဲ့လက်ကကိုပဲစီထားနော်တက်နေနေမယ်ဟုတ်လားဦးလေးရဲ့ဒါတော့ဖတ်ဆက်ဆိုစားလို့မရပါဘူးဝတ်တာရှေ့ပဲဒီပါမွေးမိသားစုကျေးဇူးများကြီးတင်ပါတယ်ဆိုင်မှာသွားစားအောင်မတစ်ခေါက်ဒီဟိုထွက်မှာကိုယ့်ရဲ့ fasting ထွက်တဲ့ခါကျရင်အဲ့ပဲတော့စားပါအောင်မယ်ခုပြီးတဲ့မွေးမိသားစုလည်းကျေးဇူးများကြီးတင်ပါတယ်အမကြီးကျေးဇူးများကြီးတင်ပါတယ်ရှင်ဒါလေးအချင်းဒါလို့ဆိုတော့ဒါတော့စားမှာမင်းခွာရတော့ဒီကောင်းမကောင်းမုံငါဦးဒီလေးပါတယ်ခရမ်းကစော့တီပြန်တီသွားတီဘာသာရှယ်ပဲကွယ်ပြီးလို့ရှိရင်မုတ်ဖက်ကဟိုလိုချင်းဖောက်ထားတဲ့မုတ်ဖက်မဟုတ်ဘူးသူတို့ကိုယ်တိုင်လုပ်တဲ့ဟာမျိုးကိုပြောဆလက်ရွက်မြင်းခွာရွက်ဒီရဲကိုဆလက်ရက်ထဲကိုဒါလေးချင်းတုပ်ပြီးတော့ထည့်ပြီးစားမုတ်ဖက်လေးနဲ့စားပါတော့ဘာမှမတွေ့ဘူးပါတယ်ဒါချက်ကြော်တော့သူတို့ရဲ့ဟိုဖတ်သမင်းမှာထည့်တဲ့ချက်ကြော်ပေါ့နော်ဒီတိုင်းနဲ့အလွတ်ရောင်းတယ်ဖတ်သမင်းမှာလည်းအချက်ကြော်လေးဟောဖြစ်တယ်အရင်လည်းမရှိပါတယ်အဲ့ဒီစုံလိုက်တင်ပါတယ်ဆက်ချက်ပါဦးရှင် so see good morning ပါအိမ်မှာဒီနေ့ကဆွမ်းတော်ကပ်ပြီးသွားပါပြီဒါပေမဲ့ဒါအခုကိုလာပြီးတော့စားစီခြင်းလုပ်ပေးရဆိုတော့အဲ့ထမန်ကိုကလည်းဆွမ်းတော်ကပ်ဖို့ပေါ့နော်ဒီလေးပါပါတဲ့ဟာလေးအစုံပေါ့နည်းနည်းစီမြတ်စွာဘုရားကိုဆွမ်းတော်ကပ်မှာပါဆွမ်းတော်တော့ကပ်ပြီးသားဒါပေမဲ့ကိုလာပေးရဲ့စားရောဆွမ်းတော်ကပ်ပြီးတာပါဒါတော့ကိုလိုပဲမြတ်စွာဘုရားစားဖြစ်ဖုံးဘူးလားမသိဘူးပေါ့နော်အဲ့တော့ကိုလည်းနည်းနည်းပေါ့ကတ်တာပါစားလို့မရဘူးနော်ဒါဆွမ်းတော်